ငါတို့ရွာမှာကလေးတွေကိုနေမိုးချုပ်တာနဲ့အိမ်ထဲဝင်ခိုင်းတယ်ဒါဟာရိုးရာဓလေ့တစ်ခုလို့ထင်ရပေမဲ့အကြောင်းရင်းကပိုနှက်ဆိုင်တဲ့1985ခုနှစ်မေလဒီဇလန်စတာကငါမြေးတယောက်ပျောက်သွားတဲ့အချိန်ကပါသူ့နာမည်ကမောင်ဖြိုးသူရအသက်9နှစ်သူပျောက်သွားတဲ့နေရာကရွာရဲ့အနောက်ဘက်လယ်မြေဆောင်ကြီးထဲမှာမောင်ဖြိုးသူရဟာညနေ6နာရီကျော်မှာဘောလုံးနဲ့အပြေးလိုက်ပြီးလယ်မြေဆောင်ထဲဝင်သွားတယ်သူ့အမေကနာရီဝက်ကြာတဲ့အခါစိုးရိမ်ပြီးလိုက်ရှာတယ်လယ်မြေဆောင်ထဲရောက်တဲ့အခါသူမြင်ရတာကဖြိုးသူရကလေးဘယ်မှာလဲအမေကလေးတစ်ချိန်တည်းမှာပဲလယ်မြေဆောင်ရဲ့အလဲကနေကလေးအများပြားရဲ့ရေမောတန်တွေကြားလာရတယ်ပျော်ရွှင်စရာကောင်းတဲ့ရေတန်တွေဘောလုံးကန်တန်တွေဒါပေမဲ့ဒီလယ်မြေဆောင်ထဲမှာကလေးတယောက်မှမရှိဘူးအဲ့ဒီညရွာသားအားလုံးစုပြီးရှာဖွေကြတယ်မိအိမ်တွေဓားတွေပစိန်တွေနဲ့ဒါပေမဲ့မောင်ဖြိုးသူရကိုမတွေ့ဘူးညတကောင်အချိန်လယ်မြေဆောင်ထဲကနေကလေးရေတန်တွေပြန်ကြားရတယ်ဒီတစ်ခါရေတန်အပြင်တချင်းဆိုတန်တွေပါလာတယ်တိမ်တွေဖြူလေးတွေအေးငါတို့ရွာလေးချစ်စရာကောင်းဒါဟာ1960ပြည့်နှစ်တုန်းကကြေးလက်ကျောင်းတွေမှာဆိုခဲ့တဲ့တချင်းတစ်ပုဒ်ပါဒါပေမဲ့1985ခုနှစ်မှာဒီတချင်းကိုကလေးတွေမဆိုတော့ပါဘူးနောက်နေ့မနေ့ရွာရဲ့အသက်ကြီးဆုံးဦးပိုးမြတ်ကလူအုပ်ကိုခေါ်ပြီးပြောတယ်ဒီလယ်မြေဆောင်ဟာ1968ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာရွာကကလေး12ယောက်သေဆုံးခဲ့ရတဲ့နေရာပါသူတို့ဟာကြေးလက်ကျောင်းသား12ယောက်ရေတက်မတော်ကာလသူတို့ကျောင်းကိုဘုံကျဲခံရတယ်ကလေးအလုံးသေဆုံးသွားတယ်ဒီလယ်မြေဆောင်မှာမြုပ်နှံခဲ့တယ်အဲ့ဒီကလေးကညဘက်တိုင်းဒီနေရာမှာကလေးရဲ့တန်တွေကြားရတယ်ဦးပိုးမြတ်ရဲ့စကားအရ1968စက်တင်ဘာ21ရက်ညနေ6နာရီမှာကလေး12ယောက်ဒီလယ်မြေဆောင်မှာဘောလုံးကစားနေခဲ့တယ်ရုတ်တရက်လေးရင်တွေပေါ်လာပြီးအဆုံးသတ်ခဲ့တယ်တေဆုံးချိန်မှာသူတို့ဘောလုံးကစားနေစေရဲနေစေပါတဲ့ဦးပိုးမြတ်ကဆက်ပြောတယ်ဒီကလေးတွေရဲ့ဝိညာဉ်တွေဟာတေခါနီးအချိန်မှာရဲနေတဲ့အချိန်ကိုဆွဲလန်းနေတယ်သူတို့ဟာတေတယ်ဆိုတာမသိကြဘူးညတိုင်းဘောလုံးကစားဖို့ပြန်ထွက်လာကြတယ်တခါတရံသူတို့နဲ့ကစားဖို့အသက်ရှင်တဲ့ကလေးတွေကိုခေါ်သွားတတ်ကြတယ်ရွာသားတွေဟာလယ်မြေဆောင်လဲရှာဖွေရေးဆက်လုပ်ကြတယ်တတိယနေ့ညလူငယ်တစုရှာဖွေရေးအဖွဲ့တွေကမောင်စိုးမင်းဟာအထူးအခြေအနေတစ်ခုကိုကြုံတွေ့ရတယ်ကျွန်တော်ကလေးတယောက်ကိုမြင်တယ်အဖြူရောင်ရင်ပါးနဲ့ဘောလုံးကင်ထားတယ်သူကကျွန်တော်ကိုလက်ညှိုးထိုးပြီးအကိုကစားမလားလို့မေးတယ်ကျွန်တော်လိုက်မလားဆိုတော့ကြံတဲ့ကလေး10တယောက်လဲပေါ်လာတယ်သူတို့အားလုံးအဖြူရောင်ရင်ပါးပဲဝတ်ထားကြတယ်မောင်စိုးမင်းထွက်ပြေးဖို့ကြိုးစားတဲ့အခါသူ့ခြေထောက်တွေကိုမြေကြီးကဆွဲထိန်းထားသလိုခံစားရတယ်ကလေးတယောက်ကသူ့လက်ကိုဆွဲယူတယ်အကိုရဲ့ကျွန်တော်တို့နဲ့အတူနေမယ်ထာဝရကစားမယ်ဒါပေမဲ့မောင်စိုးမင်းဟာသူ့နဖူးမှာပါလာတဲ့ရွာဖုံးကြီးပေးထားတဲ့မြင့်မြတ်သောအမှတ်အသားကြောင့်လွတ်မြောက်သွားတယ်စတုထနေ့မနက်ရွာသားတွေအံ့ဩခဲ့ရတယ်လယ်မြေဆောင်ရဲ့အလယ်မှာကလေးချီယာတွေ13စုံတွေ့ရတယ်12စုံဟာရှေးဟောင်းဖနက်ပုံစံဒါပေမဲ့13ခုမြောက်ချီယာကခေတ်သစ်ကလေးဖနက်ပုံစံမောင်ဖြိုးသူရရဲ့ဖနက်ပုံစံနဲ့တူတယ်ဒီချီယာတွေဟာလယ်မြေဆောင်ရဲ့အလယ်ကကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုစီဥတီသွားတယ်ဒီကြောက်တုံးကိုရွာသားတွေရွှေ့ဖို့ကြိုးစားတဲ့အခါကြောက်တုံးအောက်ကမြေဟာအနှံ့ဆိုးထွက်လာတယ်ရှေးဟောင်းဝစ်အစားတုံးကြံတွေကလေးအယုတ်တချို့နဲ့1968ခုနှစ်ကကြေးလက်ကျောင်းသားတာစာအုပ်ထဲမှာ1968စက်တင်ဘာ21ရက်နေ့နောက်ဆုံးမှတ်တမ်းယနေ့ကျွန်တော်တို့12ယောက်လယ်မြေဆောင်မှာဘောလုံးပြိုင်ပွဲလုပ်မယ်ရွာကလယ်သမားဦးကျော်ဟာကျွန်တော်တို့ကိုဘောလုံးအသစ်တစ်လုံးပေးမယ်ညနေ6နာရီမှာစက်ကစားမယ်တတိရှိနဲ့ကစားမယ်မေတ္တာရက်ခံချက်ကျွန်တော်တို့12ယောက်ထာဝရမိတ်ဆွေဖြစ်ချင်တယ်ဘယ်သူမှကြံခဲ့မယ်မထင်ဘူးနောက်ဆုံးလက်မှတ်တွေနဲ့ဒါပေမဲ့စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာနောက်ထပ်စာတမ်းတစ်ခု1985မေ15ယနေ့ကျွန်တော်တို့13ယောက်ဖြစ်သွားပြီးအသေးရောက်လာတဲ့သူကိုကြိုးဆိုတယ်ထာဝရကစားဖော်ဖြစ်လက်ခံတဲ့သူ့နာမည်ကဖြိုးသူရကျွန်တော်တို့အားလုံးထာဝရကလေးတွေပဲဒီစာကိုဖတ်ပြီးတဲ့အခါရွာသားအားလုံးငြိမ်သက်သွားတယ်မောင်ဖြိုးသူရရဲ့အမေမမျက်နှိုးဟာရုတ်တရက်လယ်မြေဆောင်တဲ့ကိုပြေးဝင်သွားတယ်သူမအော်လိုက်တဲ့စကားကဖြိုးသူရမေကလေးပြန်လာခဲ့ငါကလေးကိုပြန်ပေးကြသူတို့ကကလေးတွေပဲသူတို့ကိုမထိခိုက်နဲ့မမျက်နှိုးအော်လိုက်တဲ့အချိန်လယ်မြေဆောင်တဲ့ကကလေးရဲ့တန်တွေရက်သွားတယ်ငြိမ်သက်သွားတယ်ပြီးတော့မိမတယောက်ရဲ့အတန်မေလားမေကငါတို့အမေတွေလားဒီအတန်ဟာကလေး12ယောက်ရဲ့အတန်တွေပေါင်းဆက်ထားသလိုရှေးကြတဲ့အတန်ရွာဖုံးကြီးကလာပြီးပူဇော်ပတပေးတယ်သူကလယ်မြေဆောင်ထဲမှာညတကောင်အချိန်ဓမ္မစကြာတန်ပြုတယ်အဲ့ဒီအချိန်မှာကလေး13ယောက်လုံးရဲ့အရေးအယောင်တွေပေါ်လာတယ်
မောင်ဖြိုးသူရကိုလည်းမြင်ရတဲ့သူကအခြားကလေးတွေနဲ့လက်တွဲပြီးရက်နေတယ်ချစ်သားတို့တင်တို့ရဲ့အမေတွေတင်တို့ကိုလွမ်းနေတယ်တင်တို့တေဆုံးသွားပြီဆိုတာလက်ခံပါငြိမ်သက်စွာထွက်ခွာသွားပါကလေးတယောက်ကဒါပေမဲ့ငါတို့ဘောလုံးကစားခြင်းနဲ့ဖုန်ကြီးကကစားဖို့ဒါပေမဲ့အသက်ရှင်တဲ့ကလေးတွေကိုမခေါ်နဲ့တင်တို့ဘဝတစ်မှာကစားပါကလေးရိတ်တွေတဖြည်းဖြည်းမေးမိန်သွားတဲ့မောင်ဖြိုးသူရရဲ့အရေးကတော့သူ့အမေစီကိုလှည့်ကြည့်ပြီးမေကျွန်တော်ပြန်လာမယ်နောက်ဘဝမှာမေသားပဲဖြစ်မယ်ပြောပြီးပျောက်ကွယ်သွားတယ်နောက်နေ့မနက်မောင်ဖြိုးသူရကိုလေမြေဆောင်ရဲ့အဆက်မှာအသိဉာဏ်မရှိအိပ်ပျော်နေတာတွေ့ရတယ်သူ့မှတ်ဉာဏ်တွေမရှိတော့ဘူးဒါပေမဲ့သူ့အိမ်ကိုပြန်ရောက်တဲ့အခါသူ့အိတ်ခမ်းထဲမှာဘောလုံးအဟောင်းတစ်လုံးတွေ့ရတယ်1968ခုနှစ်ကကြီးလက်ကျောင်းသားတွေတုံးတဲ့ဘောလုံးပုံစံဒီနေ့အထိလေမြေဆောင်ထဲမှာညဘက်ကလေးရဲ့တန်တွေမကြားရတော့ပါဘူးဒါပေမဲ့တခါတရံလာပညာတွေမှာလေမြေဆောင်ရဲ့အလဲကကြောက်တုံးသားမှာဘောလုံးတစ်လုံးလှိမ့်ကျနေတာကိုတွေ့ရတတ်တယ်ဒါဟာသူတို့ကစားနေစေလားဒါမှမဟုတ်ကလေးတွေရဲ့ဝိညာဉ်တွေအနားယူပြီးပြီလားဘယ်သူမှမသိပါဘူးတခုပဲသိရတယ်ကြေးလက်မြေတွေဟာတမိုင်းတွေကိုမှတ်တမ်းတင်ထားတယ်ငိုကြွေးတန်တွေကိုရေမောတန်တွေကိုနာကျင်မှုတွေကိုငြိမ်းချမ်းမှုတွေကိုနောက်ဆုံးအနေနဲ့ညဘက်ကြေးလက်လန်းတွေမှာခီးသွားရင်ကလေးရဲ့တန်ကြားရင်သတိထားပါဒါဟာအသက်ရှင်တဲ့ကလေးတွေရဲ့အတန်လားဒါမှမဟုတ်တမိုင်းတွေကပြန်လာတဲ့အတန်လားအားလုံးပဲဇလန်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ရက်မှာလည်းဘလို့စိတ်ဝင်စားစရာဇလန်းကောင်တွေကိုထပ်မံတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါဦးအားလုံးပဲကျမ်းမာရှင်လန်းကြပါစေ